မင်းကလေးတို့ဟာ ATM စက်ကနေငွေထုတ်ဖို့ရောက်လာခဲ့ပါတယ်။ငွေသားတွေလက်ထဲရောက်လာတဲ့ပြန်နဲ့ကဲကြပါလို့ရေးထားတဲ့စက်ကူအပိုင်းစားလေးတစ်ခုစက်ထဲကနေထွက်လာပါတယ်။ဒါပေမဲ့သူမကဂယုမဆိုင်ပဲအမိုက်ပုံနဲ့ပစ်ထည့်လိုက်ပါတယ်။ခဏကြာမှတော့အမျိုးသားတူထပ်မံရောက်ရှိလာပြီးအဲ့ဒီ ATM စက်ကနေငွေထုတ်ပါတယ်။သူလည်းအလားတူစာထုတ်စက်ကူလေးကိုရရှိခဲ့ပေမဲ့နောက်ပြောင်နေရလို့ထင်ပြီးဒီအတိုင်းထားခဲ့ပြန်ပါတယ်။နောက်တနေ့မှာတော့နောက်ထပ်မင်းကလေးတူအဲ့ဒီ ATM စက်စီကိုရောက်လာပါတယ်။သူမငွေထုတ်ဖို့လက်လန်းလိုက်တဲ့အခါငွေသားတွေစာစက်ကူတွေကထွက်လာပါတယ်။အဲ့ဒီစာထဲမှာမင်းသားရဲကိုဖုံးမစားရင်ငွေရမှာမဟုတ်ဘူးလို့ရေးထားပါတယ်။ တူမမှာတခြားလွေးကျဲစရာမရှိတာကြောင့်အရေးပေါ်ဖုန်းနံပါတ်ကိုဆက်ပြီး ATM ဆက်ကရဲကိုခေါ်ခိုင်းနေတဲ့အကြောင်းကြားခဲ့ပါတယ်။ Operator ကပထမတော့အံ့အားသွားပေမဲ့ ATM ဆက်ထဲမှာတစုံတစ်ယောက်ပိတ်မိနေပြီးအကူအညီတောင်းနေတာဖြစ်နိုင်တယ်လို့တူမကရှင်းပြခဲ့ပါတယ်။ရဲတပ်ခွဲနဲ့မိသက်သမားတွေချက်ချင်းရောက်ရှိလာကြပါတယ်။စစ်ဆေးကြည့်တဲ့အခါမှာတော့ဘန်ဆက်ပြင်ပညာရှင်တူကစက်ပြင်စင်နေရင်ဘုံကြီးထဲမှာမှားယွင်းပြီးပိတ်မိနေတာကိုတွေ့ရှိခဲ့ရပါတယ်။သူ့ရဲ့ဖုန်းကကားထဲမှာကြံခဲ့တာကြောင့်ဘသူကမှဆက်သွယ်လို့မရခဲ့တာပါ။မိသက်သမားတွေကအခြေအနေကိုအတီးပြုဖို့စက်ထဲကိုကင်မရာတစ်လုံးထည့်သွင်းကြည့်ရှုခဲ့ပါတယ်။ထို့နောက်တန်ကြိုးတွေကိုခက်တောက်ပြီးတန်တီရွင်းကင်းနဲ့တကားကိုအားစိုက်ဖွင့်ခဲ့ကြပါတယ်။နာယီပေါင်းများစွာစ조사အားထုတ်ပြီးတဲ့နောက်မှာတော့စက်ထွင်ပညာရှင်ကိုဘေးကင်းလုံခြုံစွာကယ်ထုတ်နိုင်ခဲ့ပါတယ်။